ညီမတို့ရဲ့ YK ကောဆန်နဲ့တိုက်ရိုက်ဆက်သွယ်တာဖြစ်ပါတယ်ရှင်။အကိုတို့ဘက်ကနေအချိန်9မိနစ်လောက်ပေးပြီးနားထောင်ပေးလို့ရမှာလားရှင်။ကိုတို့ရဲ့ message ပါတော့နား6လောက်ကြားလာမှာဖြစ်ပါတယ်။အဲ့ခဏန်းဆောင်တော့ညီမတို့တစ်ချိန်လေးကြွချပေးရမှာပါရှင်။ ချင်းဝင်နေကတော့9000ဆိုပေမဲ့ရက်ကျော်ကတွေပေါင်းရင်သိန်းကအနီးပါဖြစ်သွားပြီဗျ။ ရှင်ချစ်တဲ့အရေးထင်နေပေါ့လေ။ 내가 줬던 그 서브 잘 받았어? 그거 고맙고 왜? 바로 시간에 아싸 땡겨도 나를 아싸시야的是땡동랑 이상那嘛灯光港，对吧？圆溜之类的呀，都有多少？大力喷他。收用မှုဆိုတာရှိကြတယ်။ဒါကိုရှောင်နိုင်ရင်တော့လွတ်ပါတယ်။ ပတ်စံရှိလို့ရ application တွေ့လို့အဲ့နဲ့တမီးတကယ်ဟုတ်မဟုတ်စမ်းကြည့်လိုက်တာ9000မြောင်ရတာမမေရဲ့ ။ဒီကအကယ်ဒမီရထားတာမကြသေးဘူးနော်။ငါတို့ရထားတဲ့ဗီဒီယိုဖိုင်ကလည်းပူပူနွေးနွေးပဲရှိသေးတယ်။ငါတို့အဲ့ဒါကိုတင်နေတာလက်ကိုရှားနေတာပဲ။ အာချီရနှစ်သိန်းပဲဒါတက်မှန်ငေါငွေညစ်နေတာလေ အဲ့ဒါနဲ့ကိစ္စလေငါမသိဘူးအခုတို့တောင်းတာသိန်းနဲ့ထားအေးအဲ့ဒီသိန်းနဲ့ထားပေးလိုက်ရောအဲ့ဒီဗီဒီယိုဖိုင်မပြောင်းလို့နင်အာမခံရဲလားနင်ကမင်းတော်ဘက်ကမပါပဲနဲ့အဖေကဟိုဘက်ကနေခါစီပြောနေတာအနည်းနဲ့နားမလဲတော့ဦးမင်းကို အခုပတ်ပုံနေကင်ဆောင်ထားတဲ့အမိဘတွေအကုန်လုံးကိုကျွန်တော်တို့ရုံးရုံးကမဝိုင်းရနေပဲတယောက်ကိုတက်သိန်းစီပေးသွားပါပါဗျာ ကိန်းကနန်းဒီလိုက်လို့ဒီပါဒါပေမဲ့လိုအပ်တဲ့ပို့ပြီးနေရာပေးလိုက်ဘဝတစ်ခုလုံးစားတော့တယ် ကျွန်တော်ဆရာကြီးထားတဲ့အစပြာတော့တာပေးသွားပါပြီတော်ကြပါတော့ရှင် မိမကိုညီမဖြစ်အဓိကငါညီမဒီကလွတ်ကိုလွတ်မှာဖြစ်မှာ 그냥 만 논란 시. 시야 논니. ဒါကတော့သူတို့စုဖွဲ့နေထိုင်တဲ့ညီပုံပဲဖြစ်တယ် စိတ်မဝင်တော့ဘူးစိတ်မဝင်တော့ဘူးဟေးအောင်ဂျိုးဒီမပြေးနဲ့ ငါဒီလုံးမစိတ်မပါဘူးလားမေဖြစ်နိုင်လေငါထပ်ပြီးတော့ထွက်သွားလိုက်ချင်တယ် မဖြစ်နိုင်ဘူးငါတို့ဒီနေရာကနေလွတ်မြောက်ဖို့ဆိုတာလေအိမ်မက်ထဲမှာတော့မဖြစ်နိုင်ဘူး